là ba ok cho rồi nhà này kia mà ta này cho ai rồi mình là nhà này kia mà alo cho rồi tụi mà gì lao ra sinh nhật lên mà lao à đi sinh nhật lên nên béo béo vậy mà đó nào bỏ lên tao thu ra cái rồi xin lẽ qua bỏ lên xe rồi nhung cha té à cho nên nên chém béo vậy mà bà béo lên rồi bây giờ đi sinh nhật lên nên béo lên thôi à đóแต่ว่าဒီနီးစနစ်တွေကိုသိမှဒီနောက်ပါနီးပညာမြင့် EFI ဘယ်နေကိုပြုပြင်လို့အဆင်ပြေပါမှာနော်အင်ဂျင်ပါအောင်လည်းကောင်းကောင်းကျွမ်းကျင်မှဒီကျော်တော့ကွန်ပျူတာဘောင်းနဲ့ပြုပြင်လို့အဆင်ပြေမှာကဲအခုဆိုကျွန်တော်တမိန်သက်သက်ကို boring တလုံးကြက်ကြက်လေးနဲ့ပေးထိုးတော့တယ်နော်ဒီမှာပြပေးမယ်ဒီမှာဒါ Honda design နဲ့ boring ထိုးလို့ပြီးရင်တောင်ပြုတ်ခါကြရင်လည်း piston ring တွေဤသွေးကောင်းတဲ့ piston ring တွေတောင်ပြုတ်ကိုလည်းလိုတယ်နော်ဒါပေမဲ့ဒီလောင်းလာတဲ့တတုသားတွေမကောင်းဘူးဆိုလည်းကိုချရမီလီမီတာ scale တွေ scale ပုံမှန်ချတာပဲမှလည်းဒီတတုသားတွေမကောင်းဘူးဆိုရင်လည်းဘာမှမထူကြဘူးအကြောင်းဤသွေးကောင်းတဲ့ piston ring တွေတောင်ပြုတ်ကိုလည်းလိုအခုဆိုရင်ဒီမှာကျွန်တော်ထည့်ပြမှာဒါကြက်နေတယ်ဒါကြက်နေလို့ဒီလိုကြက်နေလို့မရဘူးဒါ boring ဆရာကိုကပေးထုတ်ခိုင်းကိုကလိုချင်တဲ့အတိုင်းတာကိုကပြောပေးရမှာဟုတ်ပြီနော်အခုဆိုလို့ရှိရင်ဒါကျွန်တော်ထိုးထည့်လာတယ်ဒါတမင်သက်သက်ကိုခါရပုံမှန်ထိုးနေကြစကိုကျွန်တော်ပေးထိုးခိုင်းရတယ်ဟိုအင်ဂျင်လောင်းပြီးဆိုရင်မျက်နှာပြင်နဲ့သပေးရမှာမျက်နှာပြင်ညီသည်ဖြစ်စေမညီသည်ဖြစ်စေကျွန်တော်မျက်နှာပြင်ညှိပေးရမှာနော်အဲဆိုဒီမှာဒီမျိုးကြက်နေလို့မရဘူးဟုတ်ပြီနော်အခုကျွန်တော်တို့ဒီ piston ring အကွာဝေး piston နဲ့ slit နဲ့အကွာဝေးဘယ်လောက်ရှိရမှာဆိုရင်3.5 mm အကွာဝေးရှိပေးရမှာဟုတ်ပြီနော်အဲ့တော့ကိုကပြောပြလို့ရှိရင် तू ကဖြတ်ပြီး तू ထိုးပေးလို့တက်သွားပြီဟိုဆိုရင်ဒီမှာထိုးလို့မကြက်နေတယ်ကြက်လို့ရှိရင်လောင်းရင်တော့ तू ကဖမ်းရမှာပဲအင်ဂျင်ပူပြီးတော့ဟိတ်တက်ပြီးတော့ဒါ piston ကပူလာလို့ရှိရင် तू ပွားလာမှာပွားလာလို့ရှိရင်ဒီထက်ကိုပိုပြီးကြက်သွားမှာနော်အဲကြောင့်အခုဆိုရင်ဘလောက်အကွာဝေးချင်းတားရမှာဆိုရင်အခုဒီမှာဒါကျွန်တော်ပုံမှန်အခုဒီသဘောတရားလေးကိုနားမလို့ဆိုဒီသက်ရှေ့ဆက်ပြီးကျွန်တော် modify လုပ်လို့အဆင်မပြေဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော် engine power ချက်ရမယ်။ engine power ချက်ကကြတယ် piston ring တွေ head တွေဘာတွေလောက်အောင်ဆိုဒီသဘောတရားလေးအခြေခံလေးအစကတော့နားမလဲသေးဘူးဆိုသဘောမပေါက်သေးလို့ဒီသက်ရှေ့ဆက်ပြီး engine power မြင့်ဖို့အခက်အခဲဖြစ်နေတယ်။အဲကြောင့်ကျွန်တော်တို့ရဲ့နီးပညာတွေတိုးတက်ပြောင်းလဲသွားရအောင်ဆိုကျွန်တော်ပြအောင်။ဟိုဆိုရင် piston ring အကွာဝေးမသိဘူးကိုကလောက်မသိဘူး။ကျွန်တော်ပြောတော့တားတာလောက်မဆိုလို့ရှိရင် piston ခက်တဲ့လည်းထွက်မှာကိုလည်းမစိုးရရဘူး။နော်ရေလောင်းရမှာကိုလည်းမကြရဘူးစိတ်မပူရဘူးမယောင်ရင်စမ်းဆန်းကြည့်နော်ရေလောင်းတဲ့စနစ်ကကျွန်တော်နီးပညာထဲမှာပါမလာဘူးဟုတ်ပြီနော်ပါကင်ပိုင်းဝက်စီးလဲရေလောင်းပါလို့သူမမှာပါဘူးနော်ဒါဆိုရင်ကျွန်တော်ဒီမှာချကြည့်ပါအခုဒီမှာ piston ring အပေါ်အောက်ပေါ်မှန်ထားပြီးတော့ရင်ဒီမှာ filler gauge ချအောင် filler gauge ချလို့ရှိရင်ကျွန်တော်ဒီမှာထိုးစမ်းကြည့်သူကပေါ့လေးနဲ့သူဆင်းရရမှာဒါသူ့ရဲ့ scale ပဲဒါအကွာဝေးပဲဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင် piston ခက်တဲ့လည်းကိုမစိုးရဘူးရေလောင်းရမှာကိုလည်းမစိုးရတော့ဘာမှလုပ်စမ်းမလို့တန်းစီးရောမှာကြားတော့ပေးမအောင်လေးပါကောပေးမအောင်လားဘာမှမဖြစ်ပါဘူးနော်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်အားရကြတော့ဒီမှာထည့်ချက်လာတယ်ဘလော့ချောချောရှူလေးသူစင်းရောရမှာဒါသူ့ရဲ့ scale ပဲနော်ဒါကျွန်တော်တို့အင်ဂျင် power ချက်ဖို့တော့လောက်တာလေဒီမှာအကောလုံးပြန်ခောက်တာနော်မတူတော့ဘူးဒါကိုဒီမှာထည့်ပြမှာအဲ့လိုမျိုးလေးရှေ့ပါဒီလိုမျိုးလေးရှေ့ဖို့တော့ကျွန်တော်တို့ဒီမျိုးထည့်လို့ရှိရင်လည်းအဖြစ်အတိအကျမသိရောအဖြစ်အတိအကျမသိဖို့တော့ဒီမှာ filler gauge ချမယ် filler gauge ချပြီးရင်ရှော့ရှော့ယူနဲ့သူဆင်းရရမှာနော်ဒါသူ့ရဲ့ scale ပဲ piston ring လည်းဒီတာ ring ကလည်းစိတ်နေလို့လည်းမရဘူးကျွန်တော်တို့ဒီထည့်လို့ချင်းသူကဟပေးနေရမှာဟုတ်ပြီနော်ဆိုင်ကယ်တစ်စီးကိုလောက်တဲ့ဆိုင်ကယ်ပေါ်မှာမူတည်ပြီးတော့ modify လုပ်ရင်ဘယ်လိုမျိုးထားရမလဲပုံမှန်ဆိုရင်ဘယ်လောက်တိုင်ပေးဆိုင်ကယ်ကဘယ်လိုမျိုးထားရမလဲဆိုတော့ကျွန်တော်တို့ရှင်းပြတာပြီးသားနောက်ဖြည်းဖြည်းနဲ့ပြောပြပါပေးမှာနော်ဒါရေလောင်းတဲ့ဘဝနဲ့လွတ်ကင်းရအောင်ကျွန်တော်အကြံပြုပါပေးတယ်အားလုံးတိုးတက်စေခြင်းလို့ဘာဖြစ်လို့လဲဆိုကျွန်တော်တို့နီးပညာကိုတရားပဲသိတရားပဲတက်တရားပဲလောက်တယ်မဆိုရင်ကျွန်တော်တို့မြန်မာပြည်ဘယ်တော့မှတိုးတက်မှာမဟုတ်တော့ဘူးအားလုံးသိအားလုံးတက်အားလုံးနားလည်အောင်ကျွန်တော်တို့လောက်ဝဲရအောင်နော်မှားတဲ့လူကိုလည်းကျွန်တော်တို့အမှားပြင်သွားပေးရမှာကိုတရားလည်းနေလို့မရသူများတွေလောက်လို့မှားရင်ရည်စားပြီးလှောင်စားလို့မရအောင်နော်ဘာဖြစ်လို့ကျွန်တော်တို့မြန်မာနိုင်ငံမှာတူတူနေတယ်
အားလုံးဆက်ဆက်ရတယ်တိုးတက်ဖို့ကျွန်တော်တို့လောက်ဝပေးရမှာနော်ဟုတ်ပြီနော်ဒါဒီလိုစနစ်ဆိုရင်မရအောင်ဒါကျွန်တော်သမင်သက်သက်ကိုကြက်လို့ပေးထိုးခိုင်းတယ်ဒီမှာထဲလို့မဝင်တော့ဆွဲထောက်လည်းမနေဆွဲထောက်မရဒါဒီလိုသာထဲမှာဆိုလို့ရှိရင်တော့ဖန်ကိုဖန်ရမှာပါအဲကြောင့်မဖန်ရဒီမှာထဲပုံထဲနီးဒီမှာကျဒီစကေးတွေမသိရင်ဖီလာဂိုင်းနဲ့ချမှာဖီလာဂိုင်းနဲ့ချလို့ကြက်တယ်ဆိုရင်အခုတဘောကကျွန်တော်ဒီမှာထဲမှာကြက်နေတယ်ကြက်ဆိုဖီလာဂိုင်းထိုးထဲမှာအရာဘေးနေအရာထင်းတယ်ထင်းတဲ့နေရာကိုကျွန်တော်တို့ဒီမှာသူအရာပေါ်လာမှဒီမှာမဲနေတယ်မဲနေရာကိုကျွန်တော်ကော်ဘက်အချော်နဲ့လိုက်ပို့ပေးမယ်နော်ဒီလိုပို့လို့မရဘူးဒီလိုတစားမပို့ရမှာနော်အဲ့ဒါပို့ပြီးပြန်ထိုးထဲမှာထိုးထဲပြီးဘေးနေရာမဲလဲမဲတဲ့နေရာကိုကျွန်တော်လိုက်ပို့ပေးမယ်ဒီမှာနော်ဒီမှာမဲနေရာကိုကော်ဘက်အချော်လေးနဲ့လိုက်ပို့ပေးမယ်နော်ဒီဖြူတဲ့နေရာကိုပို့လို့မရဘူးဘာဖြစ်လို့ဒီနေရာကသူထိတ်တယ်ထိတ်တဲ့နေရာကိုပဲကျွန်တော်ပို့မယ်ပို့တဖြည်းဖြည်းနဲ့ပို့လိုက်တန်းလိုက်ပို့လိုက်တန်းလိုက်စီပေးစင်ကသူနည်းနည်းပို့လို့ရှိကိုလိုချင်တဲ့စကေးဘလောက်အကွာဝေးလားဖီလာကချလိုက်ဖီလာကချလိုက်ထိုးထဲလိုက်သူဝင်ဒါကူဖီလာကချလိုက်ထိုးထဲဘရောမဝင်ဖီလာကပဲကြိုးအောင်မှာနော်ကဲအားလုံးမတလားပဲနောက်နေ့မှထပ်ပြီးတော့ရှေ့ဆက်ပြီးမျှဝေပေးပါအောင်နော်အားလုံးတိုးတက်ဖို့အတွက်နောက်ပြီးရင်ကိုတွေကမမျှဝေပေးနိုင်ရင်တော့မျှဝေတဲ့ချက်မှာကျွန်တော်နဲ့သူလိုက် share လုပ်ရင်လည်းမျှဝေပေးပါလို့ရနော်။ဘာဖြစ်လို့အားလုံးတိုးတက်ဖို့အတွက်ကျွန်တော်တို့နီးပညာတွေနောက်ကျနေတယ်နော်။ကိုလောက်လို့တက်ရတယ်ဖြောက်လို့တက်ရတယ်နိုးရတယ်ဒါတိုးတက်တယ်မဟုတ်ဘူး။နော်။သဘောတရားနာဒါဒီရှေ့ဆက်ပြီးတော့ဒီ engine power တွေမြှင့်ဖို့အတွက်ကရေလောင်းတဲ့စနစ်ကမလုပ်ခင်ဆိုတော့ကျွန်တော်ဒီတက်ရှေ့ဆက်ပြီးတော့ engine power ဘယ်လိုမြှင့်ကြမလဲ။ကဲလူတိုင်းမြှင့်တက်ရအောင်လူတိုင်းလောက်တက်ရအောင်နော်။အားလုံးကလောက်နိုင်ကြတယ်လောက်တက်ကြတယ်လောက်ဖို့နီးစနစ်ပဲပညာရှာလွယ်တယ်နီးရှာရခက်တယ်နော်ကဲအဲဒါကြောင့်ကျွန်တော်တို့နီးပညာနဲ့သူသွားရအောင်အားလုံးကျေးဇူးတင်ပါတယ်နီးပညာကတိုးတက်အောင်မြင်ကြပါစေ